ကမ္ဘာချန်ပီယံဖြစ်သွားစေနိုင်တဲ့ပွဲမှာမြန်မာကုံဆောင်ဘရိုနီကာအနိုင်ရပါမလားမြန်မာပရိသတ်တွေရဲ့အသေးကျော်ကရန်ချက်သစ်မဲ့ဘရိုနီကာနဲ့ဂျပန်နိုင်ငံရဲ့နာမည်ကြီးကစ်ပေါင်စင်ချန်ပီယံခါနာမိုရီမိုတိုတို့ရဲ့ဝမ်ချန်ပီယံရှေ့အတမ်မွေကစ်ပေါင်စင်ပွဲစဉ်ကိုလာမယ့်မေလ22ရက်နေ့ထိုင်းနိုင်ငံဘန်ကောက်မြို့ကလွန်မနီကွင်းကြီးထဲမှာ The Inner Circle ပွဲစဉ်အဖြစ်ခဏကြီးကျယ်စွာကျင်းပသွားမှာဖြစ်ပါတယ်ဒီပွဲမှာအနိုင်ရတဲ့သူကအတမ်မွေကစ်ပေါင်စင်ကမ္ဘာချန်ပီယံသက်ခွင်းဖက်ချီချာကိုတိုက်ရိုက်စိန်ခေါ်ခွင့်ရမယ့်အခွင့်အရေးရှိနေပါတယ်ဒါကြောင့်ဖိုက်တာနှစ်ယောက်စလုံးအတွက်လုံးဝအရှုံးပေးလို့မရတဲ့ပွဲဖြစ်နေတာပါမြန်မာကွန်ဆောင်ဘရနီကာကလက်ရှိမှာအကောင်းဆုံးပုံစံကိုရောက်နေတာတရုတ်ဖိုက်တာလီမင်းကွေနဲ့အစ္စရေးကရှေးကိုဟန်တို့ကိုပါဇက်တိုက်အနိုင်ယူက၃ပွဲဇက်တိုက်နိုင်ပွဲရထားပါတယ်ဒါနဲ့မကသေးပဲချန်ပီယံဖြစ်ချင်တဲ့သူ့ရဲ့ယုံကြည်မှုကလည်းအထွတ်ထိပ်ကိုရောက်နေပါပြီဘရနီကာရဲ့အကြီးမားဆုံးအားသာချက်ကတော့မာကျော်မှုဖြစ်ကညာလက်သီးနဲ့ခြေကန်ချက်တွေကပြန်ဘက်ကိုကောင်းကောင်းကြီးထိစေနိုင်ပါတယ်ဒါပေမဲ့တစ်ဖက်ကခါနာကိုလည်းလုံးဝအထင်သေးလို့မရဘူးရှင်ခရက်ရှာခွင်းလို့နာမည်ရထားတဲ့ခါနာကဝမ်ချန်ပီယံရှစ်ကိုမရောက်ခင်ကတည်းကဂျပန်ရဲ့နာမည်ကြီး K1 ပြိုင်ပွဲတွေမှာကစားခဲ့ပြီး2019ခုနှစ်မှာ K1 World Grand Face Champion ဖြစ်ခဲ့တယ်လို့၄နှစ်တိုင်တိုင် Flyweight Champion ပွဲကိုထိန်းသိမ်းနိုင်ခဲ့တဲ့သူပါရှင်မှတ်တမ်းအရလည်း22ပွဲနိုင်4ပွဲသာရှုံးထားတဲ့ရလဒ်ကောင်းတွေကိုပိုင်ဆိုင်ထားပါတယ်ခါနာရဲ့အဓိကအားသာချက်ကတော့ခစ်ပေါက်စင်စီးမြင့်မှာရေကုန်ရေကန်းကျွမ်းကျင်နေတာပါရှင်ဒါနဲ့မကသေးပဲဖက်ချီချာအနစ်ဆာမာဆန်စတဲ့ကမ္ဘာထိပ်တန်းဖိုက်တာတွေနဲ့လည်းရှင်ထိုးထားတဲ့အတွေ့အကြုံရင့်ကျက်သူတစ်ယောက်ဖြစ်ပါတယ်ဒီပွဲဟာဘရနီကာအတွက်တကယ့်ကိုခက်ခဲမဲ့စမ်းသပ်မှုကြီးတစ်ခုဖြစ်လာမှာပါလက်ဝိတ်နဲ့မွေထိုင်းမှာဘရနီအာတန်နဲ့တတောင်ရိုက်ချက်တွေလေပင်ဖက်ပြီးဒူးတိုက်တဲ့အကွက်တွေကိုဒီကစ်ပေါင်စင်မှာသုံးခွင့်မရှိပါဘူးရှင်ခါနာအတွက်ကတော့ဒီစီးမြင့်ကကျွမ်းကျင်နေပါတယ်ခရက်ရှာခွင်းဖြစ်တဲ့ခါနာကိုသာကြော်ဖြတ်နိုင်ရင်တော့ဖက်ချီချာနဲ့ချန်ပီယံလူခွင့်ရနိုင်တာကြောင့်ဒီပွဲမှာဘရနီကာလည်းအနိုင်ရသွားနိုင်ပါတယ်ဂျပန်ဖိုက်တာခါနာကနီးစနစ်နဲ့ကစ်ပေါင်စင်အတွေ့အကြုံပိုင်းမှာအသာစီးရနေပေမဲ့ဘရိုနီကာရဲ့မာကျော်မှုမလျှော့တဲ့ဇွဲလုံးလာတွေကရှော့တွက်လို့မရပါဘူးနော်ဘရိုနီကာတယောက်ခါနာကိုအနိုင်ယူပြီးမြန်မာပရိသတ်တွေကိုထပ်မံဂုဏ်ယူဝမ်းမြောက်စေမလားဆိုတာကတော့လာမယ့်မေလ22ရက်နေ့လုံမနီကွင်းကြီးထဲမှာအားလုံးအတူတူရင်ခုန်စွာနဲ့စောင့်ကြည့်ရတော့မှာပါဘရိုနီကာကခါနာကိုနိုင်ပါမလားဆိုတာကြိုတင်ခံမှန်းပေးခဲ့ပါအောင်ရှင်ဂျီအန်ပရိသတ်များလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ